မင်္ဂလာပါခင်ဗျာ The Daily Dose မင်္ဂလာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကွန်ပျူတာရှေ့မှာအထိုင်များလို့ပဲဖြစ်ဖုံးသုံးတာကြာစွာလို့ပဲဖြစ်ဇက်ကြောနေတက်လာတဲ့အခါခွက်ခနဲ့အတိုင်းမြောင်လေဘင်းကိုရမ်းချိုးလိုက်ရမှနေသားထိုင်သားရှိသွားတတ်တဲ့သူတွေအထက်မှာရှိပါသလားဒီလိုချိုးလိုက်ရင်ခဏတာလို့ပော့ပါသွားတယ်လို့ခံစားရပြီမယ်တကယ်တမ်းမှာတော့ဒါဟာတင်းအုံနောက်နဲ့အသက်အန္တရာယ်ကိုကြီးကြီးမားမားချိန်ညက်နေတဲ့အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကိုဘာသာလေဘင်းချိုးတာကဘာကြောင့်ရုတ်တရက်လေဖြတ်တာကိုဖြစ်စေနိုင်တာလဲဆိုတာနဲ့ဇက်ကြောတလာရဲ့အန်ဒီရဲ့ခင်းခင်းနဲ့ဘလို့တက်တာအောင်လုပ်ရမလဲဆိုတာကိုရှင်းပြပေးသွားမှာပါလေဘင်းကိုအားသွန်းပြီးရုတ်တရက်လင်ချိုးလိုက်တဲ့အခါအဓိကအန်ဒီရဲ့အများဆုံးအရာကတော့လေဘင်းရိုးတစ်ချောင်းကနေအုံနောက်စီကိုသွေးပို့လို့ပေးနေတဲ့ vertebral artery လို့ခေါ်တဲ့အဓိကသွေးကြောကြီးပါပဲကိုဘာသာကိုအားပြင်းပြင်းနဲ့အတန်မြအောင်ချိုးလိုက်တဲ့အခါအဲ့ဒီသွေးကြောနေရန်လေးတွေစုပ်ပြဲသွားနိုင်ကြီးအများများပါတယ်အဲ့ဒီလိုစုပ်ပြဲသွားတဲ့နေရာမှာသွေးခဲလေးတွေဖြစ်ပေါ်လာပြီးအဲ့ဒီသွေးခဲကသွေးကြောကနေတဆင့်အုံနောက်ထဲကိုရောက်သွားတဲ့အခါရုတ်တရက်လေးဖြတ်ခြင်းဒါမှမဟုတ် stroke ကိုချက်ချင်းဖြစ်ပေါ်စေတာပါအသက်20နဲ့30အရွယ်လူငယ်တွေမှာဖြစ်လက်ရှိတဲ့လေးဖြတ်ခြင်းပြဿနာတွေရဲ့အဓိကတရားခံတစ်ခုကဒီလိုလေဘင်းချိုးတဲ့အကျင့်ကြောင့်ပဲဖြစ်ပါတယ်လေဘင်းချိုးပြီးရပိုင်းအတွင်းမှာခေါင်းအယမ်းမိုးလာတာမျက်စိတူငယ်အိမ်အရွယ်အစားမတော်တော့တာစကားပြောကခက်လာတာနဲ့မျက်နှာအချမ်းရွေ့သွားတာမျိုးတွေဖြစ်လာရင်တော့သွေးကြောစုပ်ပြဲပြီးလေဖြတ်တဲ့လက္ခဏာတွေဖြစ်လို့ဆေးရုံကိုချက်ချင်းကိုသွားဖို့လိုအပ်ပါတယ်ဒါဆိုဇက်ကြောတအိမ်ဘာလို့တင်လဲလေဘင်းကိုအသေးချိုးမွေးအစားအန်နီယယ်ကင်းကင်းနဲ့တတ်တာစီမဲ့နီလန်3ခုရှိပါတယ်နံပါတ်1ရေနည်းအိတ်ကတ်ပါဇက်ကြောတက်နေတဲ့နေရာကိုရေနည်းအိတ်လေး15မိနစ်လောက်ကတ်ပေးတာကကြွက်သားတွေကိုပျော်လျော့စေပြီးသွေးလေပတ်မှုကောင်းစေပါတယ်နံပါတ်2အကြောလျော်ပါလေဘင်းကိုဘဲညာရှေ့နောက်ဖြည်းဖြည်းချင်းလွှဲပေးပါအတင်းအတန်မီအောင်မလုပ်ပဲကြွက်သားတွေစန့်ထွက်သွားကြတော့ပဲဖြည်းဖြည်းချင်းအကြောလျော်ပေးပါနံပါတ်3ပညာရှင်နဲ့ပြတာပါခဏဇက်ကြောတက်မင်းနာကျင်နေရင်ကိုယ့်ဘာသာမချိုးပဲကျွမ်းကျင်တဲ့အကျော်အစစ်ပညာရှင်ဒါမှမဟုတ် physiotherapist တွေစီမှာစနစ်တကျပြတာပြီးကုသမှုခံယူသင့်ပါတယ်ကဲအခုဆိုရင်လေဘင်းချိုးတဲ့အကျင့်ကဘလို့အန်ဒီယေများလဲဆိုတာကိုသိသွားလောက်ပြီထင်ပါတယ်မိဆိုတော့ဒီလိုလေဘင်းချိုးတဲ့အကျင့်ရှိလားဒါမှမဟုတ်ဘေးနားမှာခဏလေဘင်းချိုးနေတတ်တဲ့တင်ရရှင်တွေရှိသလား comment မှာဝင်ရောက်ရေးသားတော့ပါအောင်နော်ဒီဗီဒီယိုလေးကအသက်အန်ဒီယေကိုပါကာကွယ်ပေးနိုင်လို့တင်ရတင်ရချင်းတွေမိသားစုတွေသိအောင်အခုပဲ share လုပ်ပြီးတတိပေးလိုက်ပါအောင်နောက်ထပ်အခုလိုအကျိုးရှိတဲ့ကျန်းမာရေးဘ ഹു တုတတွေအတွက် The Daily Dose မြန်မာကို subscribe လုပ်ထားပေးပါအောင်ခင်ဗျာအားလုံးပဲဘေးအန်ဒီယေကင်းရှင်းကြပါစေ